အလုံးပဲရှလုံးပါဒီဘူကစ်ဘင်တောင်ဖက်မှာနေပြီးတော့ထမင်းမပေးတဲ့နေရာမှာလုပ်တဲ့တွေ့ပါနော်အဲ့လိုမျိုးဆလွန်မှာလုပ်တယ်စပင်ညက်ဆိုင်မှာလုပ်တယ်လက်သက်ဆိုင်မှာလုပ်ပြင်မှာထမင်းစားတဲ့သူတွေအတွက်ပေါ့နော်ချွေတာချင်းတဲ့သူအတွက်ကျွန်မဒီဘူကစ်ဘင်တောင်မှာထမင်းတပွဲကို9ချက်နဲ့ရတဲ့နေရာကိုကျွန်မပြပေးချင်ပါတယ်โอเคဒီမှာပါဒါတော့သူတို့တရက်နဲ့တရက်ရတဲ့ဟင်းလျာတော့မတူဘူးပေါ့နော်တခါတလေမတူဘူးပြီးရင်ဒီဟာတွေကိုက3မျိုးရွေးရပါမယ်ဒီကျုပ်ဦးနဲ့ဟမ်တိုဖိုတော့ပတ်စံထပ်ပြဒီမှာရှိ free ရတယ်ပေါ့နော်အဲဆိုတော့ဒီမှာအရန်တန်တယ်လို့ခံစားဒီလိုမျိုးကို9ချက်ပါဒါမဲ့ကိုပကန်တော့ကိုပြန်သိမ်းရတယ်နေရာလေးရတော့ဒီမှာလော်ရက်မှာထွက်လာပြီးတော့မှဒီဘူကစ်ပင်တန်း area မှာဒီဖက်မှာပေါ့နော်ထွက်လာပြီးလို့ရှိရင်ကျွန်တော်တို့ဆိုင်နဲ့ 7-Eleven ဆိုင်ကြားထဲမှာအဲ့ဒီဟိုတယ်ဟာဒီအိုးလေးထွက်လာတဲ့နေရာမှာ